ပထမဆုံးအနေနဲ့ကိုခဲ့တဲ့အရင်ဝင်လိုက်နော် BG remove လို့ရိုက်ရှာတယ်အပေါ်ဆုံးကပေါ်တဲ့အောင်နှိမ့်တယ်အဲ့လို image ဆိုနေရင်အဲ့ပြီးကိုလုံးမဲ့ပုံကိုရွှေ့လိုက်နော်ကိုလုံးမဲ့ပုံကိုရွှေ့လိုက်နော်အဲ့လိုရတယ်လို့ download ပေါ်မျက်လုံးလေးနဲ့ free ဆိုရအောင်ပဲယူလိုက်နော်အဲ့ပြီးတော့နောက်တော့လောက်ပေါ်မှာထားပုံတစ်ပုံထပ်တယ်လောက်မှာထားပုံကိုရွှေ့လိုက်ပေါ့ကျွန်တော်ရွေးပြီးလိုက်ရှိလို့ထပ်ပြီးရွေးပြတော့ဒီပရင်စတာလေးကိုဝင်မယ်နော်ဘောစပါမှာ night background လို့ရိုက်ချလိုက်ပေါ့ကိုကြတဲ့ပုံရွေးလိုက်ပေါ့ကျွန်တော်ဒီပုံလေးနဲ့တော့အပြင် F photo ဆိုရွေးလိုက်ပါအဲ့ပြီးခုန download ခဲ့ထားတဲ့ပုံထည့်လိုက်ပါမယ်ပုံကိုလိုချင်တော့အကြီးရှက်ထုတ်လိုက်ပါကျွန်တော်ဒီနားမှာထားရအောင်နောက်ပြီးစတစ်ကာထည့်လိုက်ပါအမုံလို့ရိုက်ချလိုက်ပါဒီ plus ပါတဲ့ဟာတွေကတုံးလို့မရအောင်เนาะအဲ့ဒါပတ်စံနေအောင်ရဒီအောက်ကိုနည်းနည်းဆွဲတယ်ဒီမှာဆို free high ရှိပါတယ်ကိုချက်လေးရရေးပေးတယ်နော်ဒါနည်းနည်း share ပေါ်မှာနည်းနည်းတင်တယ်ဒါပြီးရင် app photo တစ်ခါပြန်လုပ်တာတော့နာကိုထဲမဲ့လားပေါ်မှာထဲမဲ့ကောင်မလေးပုံရွေးလိုက်ပါကိုလိုချင်တဲ့နောက်ရွေးသားယူပါအဲ့ပြီးရင်အမှလားအောင်မှာပိုးနေလို့အပေါ်ဟိုးပေါ်မှာခဲပြက်ပုံတွေရှိပါတယ်အဲ့ဒါနှိမ့်လိုက်ပါအဲ့ပြီးရင်ဒီမှာခဲပြက်ပုံတွေထည့်နေပါအဲ့တော့ကိုလိုချင်တဲ့ဟာတို့လက်နဲ့ဖျက်ရှာတယ်ပါဖျက်ရှာတယ်ပါအဲ့ဒါရင်ရပါပြီခင်ဗျာ